ကဲဇွန်ဘီကဘာပြက်ကွက်အတွက်အစင်လိုက်လက်နက်များအစင်1တောဖြတ်ထားမရှက်တီပေါ်ပါပြီးထက်မြက်တဲ့ဓာတ်သွားဖြစ်လို့အနီးကတိုက်ခတ်ရမှာမြန်ဆန်တိကျတဲ့တိုက်ဖြတ်မှုကိုပေးဆွဲနိုင်ပါတယ်ဘာနာမလားနဲ့လို့ပြောနေနော်မိနဲ့တိုင်ပြောလိုက်မှာစတာပါအစင်2တန်မိုးရိုက်ထားတဲ့ baseball တို့အားရင်ပုံမပြင်းထန်အောင်တန်မိုးလီနဲ့အားဖြည့်ထားပါတယ်ဇွန်ဘီအုပ်စုကိုဒီပိုင်းနဲ့တည်းရိုက်နဲ့နှိမ့်နေနိုင်ပါတယ်နောက်ဆုံးတော့အစင်3လေးခွက်တနက်အတန်တိတ်ပြီးအဝေးကနေပြစ်ခတ်နိုင်ပါတယ်ကိုဘေးကင်းရမှာထားပြီးနီးပြူကကြအသာစီးနိုင်တဲ့လက်နက်တန်းကြီးလေးတဲလေးငါကတော့မင်း fashion ကြလေးဖြစ်သွားအောင်လုပ်ပြီးလိုက်ပါအစင်4မီတောက်ဖြန်းဆက်ဇွန်ဘီအုပ်စုတွေကိုမီတောက်တွေကြပါနှိမ့်မြုပ်စေပြီးနေမြေတစ်ခုလုံးထိချုံနိုင်တဲ့ span ရှိပါတယ်။နောက်ကိုဆုပ်လိုက်ငါလှည့်ဘက်ကပြဖို့နေရလို့တယ်။စင်ကဒုံးကြီးပြစ်လောင်ချပောက်ကွဲရပြင်းထန်ပြီးအဝေးကနေဇွန်ဘီအုပ်စုလိုက်ကိုအစအနမကြံအောင်ချိန်မုံပြစ်နိုင်တဲ့အမြင့်ဆုံးအဆင့်လက်နက်ဖြစ်ပါတယ်။